ကမ္ဘာပေါ်မှာတီနီယာပြစနစ်လို့ပြောလို့ရှိရင်လူအများစုသတိရကြတာက GPS ပါဖုန်းထဲကမြေပုံကြည့်လိုက်တဲ့အခါမှာ GPS ကိုသုံးတယ်လေယာဉ်တွေလမ်းကြောင်းရှာတဲ့အခါမှာလည်း GPS ကိုသုံးတယ်သင်္ဘောတွေပင်လယ်ပြင်ထဲသွားတဲ့အခါမှာလည်း GPS ကိုသုံးတယ်အခုနောက်ပိုင်းခေတ်သစ် drone တွေနဲ့ပဲတိန်ဒုံးကြီးအချို့ကလည်း GPS ကိုမပြစ်မနေအားကိုးကြပါတယ်ဒါပေမဲ့ GPS ကကမ္ဘာကြီးရဲ့ပိုင်ဆိုင်မှုမဟုတ်ပါဘူးကမ္ဘာပေါ်ကရှိတဲ့နိုင်ငံတိုင်းရဲ့ပိုင်ဆိုင်မှုလည်းမဟုတ်ပါဘူး GPS ဟာအမေရိကန်အစိုးရကတည်ဆောက်ပြီးတော့အမေရိကန်စစ်တပ်ကထိန်းချုပ်ထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်ဒါဆိုရင်မေးစရာတစ်ခုရှိလာပါတယ်အကယ်၍ဒီလောက်အရေးကြီးတဲ့စနစ်ကိုနိုင်ငံတစ်နိုင်ငံကပဲထိန်းချုပ်ထားမယ်ဆိုရင်တခြားနိုင်ငံတွေကဘယ်လိုခံစားရမလဲရုရှားကရောသူ့ရဲ့စစ်ရေးနဲ့စီးပွားရေးကိုအမေရိကန်ရဲ့စနစ်တစ်ခုအပေါ်မှာအနံ့ထားခြင်းမလားတရုတ်ကရောသူ့ရဲ့ drone တွေသင်္ဘောတွေလက်နက်စနစ်တွေကိုအမေရိကန်ထိန်းချုပ်ထားတဲ့ဂျိုလူစနစ်တစ်ခုအပေါ်မှာပဲမိခိုထားခြင်းမလားဥရောပလိုစီးပွားရေးအင်အားကြီးနိုင်ငံတွေကရော GPS တစ်ခုတည်းကိုပဲအားကိုးပြီးတော့နေခြင်းမလားအဖြေကတော့ရှင်းပါတယ်ဘယ်နိုင်ငံကြီးကမှသူတို့ရဲ့လုံခြုံရေးစီးပွားရေးနဲ့နည်းပညာချုပ်ချာအာဏာကိုအခြားနိုင်ငံတစ်နိုင်ငံရဲ့လက်ထဲကိုမအပ်ချင်ကြပါဘူးဒါကြောင့်လေကမ္ဘာအင်အားကြီးနိုင်ငံတွေကအမေရိကန်ရဲ့ GPS လိုပဲကိုယ်ပိုင်လမ်းညွှန်စနစ်တွေကိုတည်ဆောက်ရင်းနဲ့ကမ္ဘာလုံးကိုလွှမ်းခြုံလာနိုင်တဲ့ကမ္ဘာလုံးဆိုင်ရာလမ်းညွှန်စနစ်ဖြစ်တဲ့ GNSS စနစ်ထိရောက်လာကြပါတယ်ကိုယ်ပိုင်လမ်းညွှန်စနစ်တည်ဆောက်ရင်းနဲ့ကမ္ဘာလုံးဆိုင်ရာလမ်းညွှန်စနစ်ဖြစ်လာတဲ့အကြောင်းကိုလေ့လာကြည့်အောင်ပါ GNSS စနစ်ကိုစပြီးသုံးနိုင်နေတာကတော့အမေရိကန်ဖြစ်ပြီးတော့လက်ရှိကျွန်တော်တို့သုံးနေတဲ့ GPS လို့ခေါ်တဲ့ Global Positioning System ပါရုရှားကတော့ GLONASS ဥရောပသမဂ္ဂက Galileo နဲ့တရုတ်နိုင်ငံကတော့ Beidou လို့ခေါ်တဲ့လမ်းညွှန်စနစ်အသီးသီးကိုကိုယ်ပိုင်ရှိကြပါတယ်ဒီလိုတွေကိုယ်ပိုင်ကြိုတုတွေနဲ့ကိုယ်ပိုင်လမ်းညွှန်စနစ်တွေစတင်လာကြတာကလည်းစိတ်ဝင်စားစရာတော့ကောင်းပါတယ်1983မှာအမေရိကန်ကစပြီးတော့ GPS စနစ်အသက်ဝင်ခဲ့ပါတယ် GPS ကစီးရေးစီးပွားရေးနဲ့နည်းပညာရဲ့အချုပ်အခြာအာဏာဖြစ်လာတယ်ဆိုတော့ကိုကမ္ဘာနိုင်ငံတွေကလက်တွေ့မြင်သွားကြတယ်အမေရိကန်က GPS စနစ်ကိုစပြီးအသက်ဝင်သွားတဲ့အချိန်မှာပဲစစ်အေးခေတ်ရဲ့ပြန်လည်ကြီးဖြစ်တဲ့ဆိုဗီယက်ယူနီယံကလည်း1986မှာGLONASS စီမံကိန်းကိုစပြီးတော့မွေးဖွားခဲ့ပါတယ်။အမေရိကန်ကကမ္ဘာတီနီယာပြစနစ်ကိုထိန်းချုပ်သွားရင်ဘယ်လိုလုပ်မလဲဆိုတော့စိုးရိမ်ချက်နဲ့ GPS ကိုတံပြန်ဖို့ဆိုဗီယက်ယူနီယံကတည်ဆောက်လိုက်တာပါ။1980နှစ်မှာပထမဆုံး GLONASS ကိုလွှတ်တင်ခဲ့ပေမဲ့ဆိုဗီယက်ယူနီယံကြီးပြိုကွဲသွားတဲ့နောက်မှာတော့ရပ်တန့်လူနီးပါးဖြစ်ခဲ့ပါသေးတယ်။2000ခုနှစ်နောက်ပိုင်းကျမှသာရုရှားသမ္မတဗလာဒီမာပူတင်ကအမေရိကန်ရဲ့ GPS တစ်ခုတည်းကိုမှီခိုထားရတဲ့ရုရှားကကမ္ဘာအင်အားကြီးနိုင်ငံဖြစ်မလာနိုင်ဘူးဆိုတဲ့အမြင်နဲ့အမျိုးသားလုံခြုံရေးစီမံကိန်းဖြစ်ပြန်ပြီးတော့တည်ဆောက်ခဲ့ပါတယ်။တနည်းအားဖြင့်လည်းဝင်ရိုးစွန်းဒေသနိုင်ငံဖြစ်တဲ့ရုရှားနိုင်ငံကအမေရိကန်ရဲ့ GPS စနစ်လွှမ်းခြုံဖို့အားနည်းတဲ့ဝင်ရိုးစွန်းဒေသတွေကိုဥတီလွှမ်းခြုံနိုင်မဲ့ဂျိုရုပလန်ဒီဇိုင်းနဲ့လွှတ်တင်ခဲ့တာပါ။ဆိုရရင်တော့အမေရိကန် GPS ကတစ်ကမ္ဘာလုံးကိုပြန့်ကျက်ထားနိုင်ပေမဲ့ရုရှားရဲ့ GLONASS ကတော့ကမ္ဘာမြောက်ချမ်းကဒေသတွေအပေါ်မှာအဓိကလွှမ်းခြုံထားတာပါတရုတ်ကလည်း1991ပင်လယ်ကွေ့စစ်ပွဲမှာအမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေက GPS ကိုသုံးပြီးတော့ Iraq စစ်တပ်ကိုအချိန်တိုအတွင်းနိုင်ယူခဲ့တာကိုမျက်ဝါးတင်တွေ့မြင်ခဲ့ပါတယ်ဒါကြောင့်လည်းအနာဂတ်စစ်ပွဲမှာဂျိုရုနည်းပညာမရှိတဲ့နိုင်ငံကအားနည်းမယ်လို့သဘောပေါက်ခဲ့တယ်1996ထိုင်ဝမ်ကျွန်းအရေးခင်းမှာတော့တရုတ်ကထိုင်ဝမ်ကျွန်းနားမှာဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တယ်တရုတ်ဒုံးကြီးမှာသုံးထားတာကအမေရိကန်ကကန့်သတ်နဲ့ပေးထားတဲ့ GPS စနစ်ကိုသုံးခဲ့ရတာကြောင့်ပြစ်မှတ်ကထိကျမှုအားနည်းခဲ့ပါတယ်။ဒီပေါ်မှာတရုတ်ကအမေရိကန်ရဲ့ GPS တစ်ခုတည်းကိုမှီခိုနေရရင်အနာဂတ်စစ်ပွဲမှာပြဿနာကြီးလာနိုင်တယ်လို့သတ်မှတ်ပြီးတော့2000ပြည့်နှစ်နောက်ပိုင်းတွေကနေပေတို1 2 3ဆိုပြီးတော့အဆင့်30နဲ့ဂျိုရု30ကျော်ကိုလွှတ်တင်ခဲ့ပါတယ်။နောက်ဆုံးအဆင့်ဖြစ်တဲ့ပေတို3ကို2020မှာနောက်ဆုံးလွှတ်တင်ခဲ့ပြီးတော့တခြားနိုင်ငံကဂျူရုတွေလိုပဲတစ်ကမ္ဘာလုံးရဲ့လမ်းညွှန်စနစ်ကိုအသက်သွင်းလိုက်ပါတော့တယ်အခုဆိုရင်ပိတိုသုံးတဲ့နိုင်ငံက120ကျော်နေပြီလို့တရုတ်ကတရားဝင်ထုတ်ပြန်ထားပါတယ်အဓိကကတော့ BRI စီမံကိန်းမှာပါဝင်တဲ့နိုင်ငံတွေပါအခုဆိုရင်တော့တရုတ်ရဲ့ပိတိုဂျူရုစနစ်က GPS Galileo GLONASS ဆိုတဲ့ကမ္ဘာလမ်းညွှန်စနစ်တွေလိုပဲတည်တည်ငြိမ်ငြိမ်နဲ့သုံးနေတဲ့စနစ်ကြီးဖြစ်နေပါပြီတခြားလမ်းညွှန်စနစ်တွေထက်ပိုပြီးတော့အားသာတာတစ်ခုကမြေပြင်ကပြီးတော့သုံးနေတဲ့မိုဘိုင်းပစ္စည်းတွေစီကိုစာတို့ message ပို့လို့ရတာပါတခြားလမ်းညွှန်စနစ်တွေကဂျိုရုတွေကနေပဲအချက်ပြကုတ်တွေကိုပေးပို့တဲ့ one way စနစ်ဖြစ်ပေမဲ့တရုတ်ရဲ့ပေးတို့စနစ်ကတော့မြေပြင်ကပေးတို့သုံးတဲ့မိုဘိုင်းပစ္စည်းတွေစီကနေဂျိုရုကိုအ
ချက်ပြကုတ်တွေကိုပြန်ပြီးတော့ပို့နိုင်တဲ့ two-way စနစ်ပါဥပမာပြောရရင်တခြားလမ်းညွှန်စနစ်တွေကအတန်လွှင့်ဌာနကလွှင့်တဲ့အတန်ကိုပဲလက်ခံနိုင်တဲ့ရေဒီယိုတစ်လုံးနဲ့တူပြီးတော့တရုတ်ရဲ့ပေးသွစနစ်ကတော့မြေပြင်ကရေဒီယိုကနေလည်းအတန်ပြန်ဖမ်းပြီးတော့ပို့လို့ရတာပါဒီအပေါ်မှာလုံခြုံရေးစိုးရင်ချက်လို့မြင်တဲ့နိုင်ငံအများစုကတော့တရုတ်စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ပေးသွစနစ်ပေါ်ဝေဖန်ထားတာတွေရှိပါတယ်သုံးသူရဲ့တင်နေရနဲ့အချက်လက်တွေကိုတရုတ်စစ်တပ်ကထိန်းချုပ်လို့ရနိုင်တယ်လို့ထောက်ပြထားတာလည်းရှိကြပါတယ်ဥရောပသမဂ္ဂရဲ့ဂယ်လီလီယိုစီမံကိန်းစတင်ခဲ့တာကတော့1999နဲ့2000ခုနှစ်ကြားမှာပါအဓိကရည်ရွယ်ချက်ကဥရောပနိုင်ငံတွေအနေနဲ့အမေရိကန်ရဲ့ GPS ကိုကြီးပဲအများအားဖြင့်ကိုနေလို့မရဘူးဆိုတဲ့ရည်ရွယ်ချက်ပါအမေရိကန်က GPS ရုရှားက GLONASS ဆိုပြီးရှိနေချိန်မှာဥရောပနိုင်ငံတွေကလည်းအမေရိကန်ရဲ့ GPS ကိုအများဆုံးသုံးနေကြပြီနဲ့ GPS ကိုထိန်းချုပ်ထားတာကအမေရိကန်လုံခြုံရေးဝန်ကြီးဌာနကထိန်းချုပ်ထားတာပါဒါကြောင့်ဥရောပရဲ့လေကြောင်းသင်္ဘောစီးပွားရေးအရေးပေါ်ကယ်ဆယ်ရေးစနစ်တွေကိုအမေရိကန်စစ်တပ်ထိန်းချုပ်ထားတဲ့စနစ်တစ်ခုတည်းအပေါ်မှာမိခိုတင်သလားဆိုတာကိုဥရောပနိုင်ငံတွေကလည်းစဉ်းစားလာကြပါတယ်ပြီးတော့1990ပင်လယ်ကွေ့စစ်ပွဲမှာလည်းတဲခံနေရတဲ့မှာလမ်းမပြောင်းပြစ်မှတ်တွေတိကျတဲ့အမေရိကန်နဲ့မဟာမိတ်တွေရဲ့စွမ်းရည်ကိုဥရောပကမြင်လာခဲ့ပါတယ်ဥရောပရဲ့အမြင်မှာ GPS ဆိုတာလမ်းညွှန်စနစ်တစ်ခုတည်းမဟုတ်ဘဲနဲ့မဟာဗျူဟာအာဏာတစ်ခုလို့မြင်လာကြပါတယ်2005မှာတော့ဥရောပကပထမဆုံးဂျိုရုဖြစ်တဲ့ GOP-A ကိုစပြီးတော့လွှင့်တင်ခဲ့ပါတယ်။အဲ့ဒီနောက်ဂျိုရုတွေတဖြည်းဖြည်းလွှင့်တင်လာနိုင်ပြီးတော့2016မှာတော့များပြည်သူသုံးတဲ့ဝန်ဆောင်မှုစနစ်အထိရောက်လာခဲ့ပါတယ်။ယနေ့မှာတော့ဂျိုရုအလုံး30ကျော်နဲ့ကမ္ဘာလုံးဆိုင်ရာလမ်းညွှန်စနစ် GNSS စနစ်ဖြစ်နေပါပြီ။ Galileo ရဲ့ထူးခြားချက်က GPS, GLONASS, ပေးသို့တို့လိုအစိုးရနဲ့စစ်ရေးဆက်နွယ်နေတဲ့ဥဆောင်မှုမျိုးမဟုတ်ဘဲနဲ့အရက်ပတ်တီးတန့်ဖြစ်နေတာပါ။စီးပွားရေးလေကြောင်းစက်မှုလုပ်ငန်းတွေအတွက်အထူးအာရုံစိုက်ဒီဇိုင်းဆွဲထားတာဖြစ်လို့အရက်ပတ်ဝန်ဆောင်မှုအတွက်အလွန်တိကျကောင်းမွန်နေပါတယ်ဒီလိုကမ္ဘာနိုင်ငံကြီးတွေကမဟာဗျူဟာအာဏာကိုထိန်းချုပ်ချင်ကြလို့ကိုစီကမ္ဘာလုံးဆိုင်ရာလမ်းညွှန်စနစ်တွေကိုသုံးနေကြတာပါအမေရိကန်ရဲ့ GPS ကအမေရိကန်ရဲ့စစ်ရေးနဲ့နည်းပညာအင်အားကိုကိုစားပြုတာရုရှားကသူ့ရဲ့မဟာအင်အားကြီးအဆင့်ကိုထိန်းထားခြင်းတာပြီးတော့ကတရုတ်ရဲ့ကမ္ဘာအင်အားကြီးအဆင့်ဆိုတာကိုပြသနိုင်ဖို့ပါဥရောပသမဂ္ဂရဲ့ဂယ်လီလီယိုကလည်းဥရောပရဲ့နည်းပညာအချုပ်အခြာအာဏာကိုကိုစားပြုဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်အသီးသီးနဲ့ကမ္ဘာလုံးဆိုင်ရာလမ်းညွှန်စနစ်တွေကိုပိုင်ဆိုင်ထားကြတာပါဟုတ်ကဲ့ပါဒါကြောင့်မလို့ကျွန်တော်တို့နေ့စဉ်ဘဝမှာအလွယ်တကူသုံးနေကြတဲ့တင်ပြပြစနစ်တွေဟာတာမန်လမ်းညွှန်မြေပုံတစ်ခုတည်းမဟုတ်ဘဲကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကမဟာဗျူဟာမြောက်အာဏာချိန်ခွင်ရှာကိုထိန်းညှိပေးနိုင်တဲ့မရှိမဖြစ်လက်နက်ကြီးတွေပဲဖြစ်ပါတယ်အာကာသအခြေပြုနည်းပညာတွေတိုးတက်လာတာနဲ့အမျှဒီလိုကိုယ်ပိုင်လမ်းညွှန်စနစ်တွေကိုပိုင်ဆိုင်ထားကြတာဟာသူတို့ရဲ့အမျိုးသားလုံခြုံရေးနဲ့နည်းပညာချုပ်ချာအာဏာကိုပြသရလဲရောက်နေပါတယ်။နောက်တစ်ပတ်တွေမှာတော့ကမ္ဘာစစ်ရေးနဲ့နည်းပညာလောကရဲ့ဘယ်လိုစစ်ဝင်စားစရာလိုအပ်ချက်တွေကိုဆက်ပြီးတော့တင်ဆက်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ။